ဒီကိုလက်ကကိုင်းမျက်လုံးကိုမိတ်ကဘိုးတော်သင်ပေးခဲ့တဲ့အတိုင်းရင်ဘက်လင်မှာမီးဝန်းကြီးတစ်ခုကိုစတင်အာရုံပြုပါလေအဲ့ဒီမီးဝန်းကြီးနေရာမှာဖျောင်းတဲ့တတိုင်းဆိုလဲရပါလေနောက်ပြီးတော့မီးတောက်တစ်ခုလိုအာရုံပြုလဲရပါလေကိုယ့်ရဲ့ရင်ညွတ်တက်တဲ့နေရာမှာပါဒါကတော့မိမိကြိုက်တယ်လို့အာရုံပြုလို့ရပါလေစိတ်ထဲမှာလည်းကိုရှင်ကျော်ကဘဘောရဲ့ပတိစိတ်ကြီးတိုင်းတလုံးချင်းမှန်စိတ်ရင်ပုပ်ပါတော်ရဲ့လက်ရှမ်းနဲ့တိတ်ဆိတ်မှုတွေစိတ်ဝင်သွားပါလေကူပြင်ဘက်မှာတော့လေပြေးအေးတွေကတက်ခတ်နေပြီးကိုရှင်ကျော်ရဲ့ကိုကထွက်ပေါ်လာတဲ့တမာတိရှင်ကြောင့်ကူဝင်းကျင်တစ်ခုလုံးမှာအေးချမ်းသာယာလို့နေပါလေကိုရှင်ကျော်တယောက်ကတော့မျက်လုံးကိုမိတ်ကမိမိရဲ့ရှင်ညွတ်တက်တဲ့ကိုအာယုံစူးဆိုင်နဲ့ပတိစိတ်နေပါလေစိတ်ထဲကလည်းမီးဆိုပြီးတော့ရေရွတ်ရင်ဘဘောရဲ့ပတိစိတ်နေတိုင်းတလုံးချင်းစီစိတ်တဲ့အခါမှာခန္ဓာကိုယ်အတွင်းကအပူရှင်တချို့ခံစားရပါလေပထမဆုံးပတိတစ်ပတ်မပြည့်မီပါပဲကြောရိုးတစ်လျှောက်အင်မတန်မှပူနွေးတဲ့အရှင်တခုစတက်လာပါလေကိုရှင်ညိုအာယုံပြုထားတဲ့ရင်ညွန့်လေတက်တဲ့ကမီးဝိုင်းခွေဟာပူပြီးတော့ကြီးမားလာတဲ့အောင်ထင်ရပါလေဒီပူအားတာမန်နေပူတဲ့ပူမျိုးမဟုတ်ပဲခန္ဓာကိုယ်အတွင်းမှာရှိတဲ့အညစ်အကြေးတွေကိုလောင်ညိုက်စေတဲ့ဓာတ်အပူဖြစ်ပါလေနှစ်ဘူးနဲ့ကြောပြင်းတစ်ချောင်းမှလည်းချွေးစေးတွေတဖြည်းဖြည်းထွက်လာပြီးအဝတ်တွေတောင်ဆိုးလာပါလေအာယုံဆိုင်မှုပုံနဲ့ဆိုင်ရတဲ့မြောက်ကိုရှင်ညိုရဲ့ကိုမထွက်လာတဲ့ဖူရှင်ဟာဂူအတွင်းမှာရှိတဲ့အေးစိတ်နဲ့လေတုကိုတောင်တွန်းထုတ်ပလိုက်ပါလေဂူနေရာမှာစိမ့်ကြလာတဲ့ရေစက်လေးတွေဟာအဝတ်ပြန်သွားပြီးတော့ဂူဟာ6-3အောင်တော့ထင်လာပါလေကိုရှင်ညိုထိုင်တဲ့ကြောက်ဖြာကြီးကလည်းမီးကင်ထားတဲ့လာပူနွေးလို့လေနေရဲ့ကိုရှင်ညိုအာယုန်ထဲမှာတော့ဒီစိတ်ထဲမှာဒီရင်ညွန့်တဲ့ကမီးဝန်းကြီးဟာတဖြည်းဖြည်းပူကြီးလာပြီးတကူလုံးကိုဒီမီးလျံတွေကဖုံးလွှမ်းသွားတယ်လို့ခံစားရပါလေမျက်လုံးမိတ်ထားပြီးမဲ့လဲမျက်ခုံအတွင်းသားထဲမှာနီရဲတဲ့လင်းတန်းတွေမြင်ရတယ်ဒီပူရှင်ကြောင့်သွေးကြောတွေဟာတစ်ဖြက်ဖြက်တုန်ခါနေပြီးစိတ်ထဲမှာတည်ရှိနေတဲ့ကြောက်ရွံ့မှုနဲ့တန်ရောစင်အဟောင်းတွေဟာပြာဖြစ်ကိုပြောင်းလဲသွားတယ်တော့ခံစားရပါလေအပူတကအပူတို့ထက်ဆိုးဝါးလာတဲ့အပူဓာတ်အထွတ်ထရောက်တဲ့ချိန်နားထဲမှာတဝူးနဲ့လေတိုက်သလိုလေတိုးသလိုအတန်တွေကြားလာရပြီးလက်ထဲကပတိစိတ်ကိုတော့မှမကြအောင်ကိုရှင်ညိုကထိန်းထားပါလေဒီအပူဓာတ်ကိုအောင်ရမယ်ဆိုတဲ့စိတ်နဲ့အန်ကိုတင်းတင်းကြိတ်ရင်နှလုံးသားစူးဆိုင်လာတဲ့မြူးဝန်းကြီးကိုအာယုံဆိုင်မိပါလေဂူပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ဂူဝါကနေပြီးတော့နီးချင်းချင်းလင်းတဲ့မိန်လေးတွေထွက်ပေါ်နေလိုက်အနီးနားမှာရှိတဲ့သမီးတွေပေါ်မှာချင်းတဲ့တရာကားတွေဟာဒီထူးဆန်းတဲ့အပူချိန်ကြောင့်ဘာကြီးလဲဆိုပြီးတော့ဝေးကိုပြန်ထွက်သွားပါလေမိကတိုင်းပူရှင်ဟာဂူထဲမှာတဟုံးတောင်းလောင်နေသလိုခံစားရချိန်ကိုရှင်ညွန့်ရဲ့လက်ချောင်းတွေကလည်းပတိစေးလေးတွေကိုအဆက်မပြတ်တချောက်ချောက်စိတ်နေပါလေတိတ်ဆိတ်ညင်သလာတဲ့ဂူနဲ့ကျွတ်တွေမှာတော့ပတိစိတ်တန်တချောက်ချောက်သာခက်မမှန်ထွက်နေလေရဲ့ဒီအတန်ဟာတာမန်ချိန်မှာကြားတဲ့အတန်ထက်ပိုပြီးကြည်လင်ပြတ်သားနေပြီးတော့ဂူနေရတွေကိုရိုက်ခတ်နေပြီးဂူထဲမှာတချောက်ချောက်တန်ကဟိန်းလို့နေပါလေရင်ဘတ်ထဲမှာမီးဝန်းကြီးကလည်းအရှင်ကမြင့်တက်လာလေပတိစိတ်တဲ့အရှင်ကလည်းတွက်လာနေပါပဲဒါကြောင့်ရင်ဘတ်ထဲကမီးဝန်းကြီးနဲ့ကိုရှင်ရွရဲ့ပတိစွန့်အင်တို့လာပေါင်းဆက်သွားတယ်လို့ထင်ရပါလေလက်ထဲမှာကင်ထားတဲ့ပတိဟာပူရှင်ကြောင့်หนีရဲနေပြီးစိတ်လုံးတစ်လုံးကိုဆွဲလိုက်တဲ့ခါတိုင်းအလင်းဝတ်တွေထွက်ပေါ်လာသလိုခံစားရပါလေပဲ့တင်ထက်တဲ့ပတိတန်နေရာလဲဂူထဲမှာပဲကြောက်သားနေရနေတဲ့စိတ်ဝင်ပြီးပျောက်ကွယ်သွားတဲ့အောင်ခံစားရပါလေကိုရှင်ညိုဟာပတိတန်ကိုနားနဲ့ကြားနေရတာမဟုတ်ပဲစိတ်ထဲကလည်းဘိုးဘိုးအောင်ရဲ့ဂါရတော်စီးကျက်နဲ့တသားတည်းဖြစ်နေပါလေအရဟံဆိုပြီးတော့ကိုရှင်ညိုရဲ့စိတ်ထဲကရုပ်ဖတ်တန်ဟာနားထဲမှာပြန်ကြားလို့ခံစားရပါလေဒီပဲ့တင်တန်တွေဟာသူ့ကိုမောပန်းခြင်းမရှိထူးခြားတဲ့ခွန်အားတစ်ခုပေးနေတယ်လို့ကိုရှင်ညိုကခံစားမိပါလေဂူပြင်ဘက်တောဆက်မှာရှိတဲ့တရဝါချို့ဟာဂူကိုကြည့်နေသေးအောင်နားဆွင့်သေးအောင်ခံစားရပါလေဒိတ်တဲ့ရက်တွေဟာတရွေ့ရွေ့ကွန်ဆုံးလာပါပြီကိုရှင်ညိုဟာတနေ့တာပတိပတ်180ကိုမနက်နေ့လယ်ည
ခွဲပြီးတော့အမြဲတမ်းကိုရှင်ညိုဟာစိတ်ပါလေနေရတဲ့ရွှေကြော်လွန်လာတဲ့မြကိုရှင်ညိုရဲ့မိကတိုင်းလေ့ကျင့်မှုကလည်းအဆုံးစွန်ထိမြင့်တက်လာပါလေတခါတလေကူတစ်ခုလုံးဟာမိကတိုင်းဝင်းရဲ့အရှင်ကြောင့်ဒီရဲနေသူတော်ခံစားရပါလေဒါကြောင့်ပုပ်ပါတောင်ရဲ့နတ်တွေဝါတို့ရဲ့စံသက်မှုဟာကိုရှင်ညို့ပေါ်မှာအစပြုလာပါပြီကူထဲမှာ166ပတိစိတ်နေတော့ရုတ်တရက်ဆိုသလိုဆွဆွမြင့်ငိုတဲ့တစ်ခုကတိုးဝင်လာပါလေကိုရှင်ညိုကျမကိုမတနာဘူးလားဟင်အော်ကိုရှင်ညိုရဲ့ဒီမှာလာပြီးပင်ပန်းဆင်းရဲခံဒိဋ္ဌံဝင်နေတာရွာမှာတော့ဒုက္ခတွေဖြစ်နေပြီအခုလေကိုရှင်ညိုတွေ့ဖို့အခက်ခဲတွေကြားတွေကလိုက်လာတာဆိုပြီးတော့ကိုရှင်ညိုအာယုံနဲ့ဂူဝါကိုညှို့ကြည့်တဲ့အခါမှာဂူဝါမှာရွှေမုံတကယ်ရှိနေသေးအောင်ထင်အောင်ထင်မှားပေါ်လာပါလေရွှေမုံရဲ့ပုံဟာရေရလို့မဟုတ်ပဲအင်မတန်နွမ်းလျရတဲ့အတန်ဖြစ်နေပါတယ်ရွှေမုံရဲ့နောက်မှာစကိုင်းနောက်ပေါ်မှာတီလာရှင်ဝတ်နေတဲ့ကိုရွှေညိုရဲ့အမေနဲ့ရွှေမုံရဲ့အမေမတရက်လက်သားတားရဲ့အိမ်ပြန်လိုက်ပါတော့ရွာမှာမင်းမရှိမဖြစ်ဘူးအမေတို့ဒုက္ခရောက်နေပြီဆိုပြီးတော့လာခေါ်နေတယ်လို့ခံစားရပါတယ်ဒါတွေဟာနဲ့တွေကဖန်ဆင်းပြီးကိုရွှေညိုရဲ့တမာတိကိုစမ်းတာပါအဲ့ဒီချိန်ပြင်းပြင်းထန်ထန်လေ့ကျင့်နေတဲ့ကိုရွှေညိုရဲ့ကိုယ်ပေါ်ကိုရုတ်တရက်အေးမြလှတဲ့နှင်းဆက်နှင်းပေါက်တွေကြာဆင်းလာတယ်လို့ခံစားရပါတယ်နမိမယ်လေးသမီးလှပတဲ့မင်းမပြိုတွေဟာကိုနီယန်နေကြားကနေထွက်လာပြီးရွှေဖလားတွေနဲ့နတ်သားဟီအေးတွေလောင်ပတ်ကြပါလေဒီပူရန်တွေကိုဘာလို့များသိခတ်နေလဲသူတော်စင်ကြီးရဲ့ခုပဲဒိဋ္ဌံကိုခဏရက်ဒီရေအေးလေးတွေတောက်သုံးပါအောင်လားဆိုပြီးတော့တာယာနာပြောပဲအတန်တွေနဲ့တီတိုပြောဆိုကြပါလေအလားပါနဲ့ဖြောင်းမရတဲ့အခါအာယုံကတမျိုးပြောင်းသွားပါလေဂူထဲကိုကြီးမားလာတဲ့နတ်ဘလူးကြီးတွေနဲ့နတ်စစ်တွေလက်နက်ကိုစီနဲ့ဝင်လာတဲ့အောင်သူတို့ရဲ့ဟိန်ဟောက်တန်တွေချင်းချောက်တန်တွေကဂူတစ်ခုလုံးတုန်ခါသွားပါလေကိုရွှေညိုရဲ့ခေါင်းပေါ်ကိုလှမ်းနေကြရနေတဲ့အုံမိုးထားပါလေဒီနေရာငါတို့ပိုင်တဲ့နေရာမင်းတို့ခုချက်ချင်းထွက်သွားမဟုတ်ရင်မင်းအသက်ကိုရအောင်ယူမယ်လို့ချင်းချောက်လာပါလေကိုရွှေညိုကတော့ဒီအရာအလုံးဟာစမ်းသက်ချက်တွေဖြစ်ကြောင်းဘိုးတော်ရဲ့မှားကြားချက်အရကြိုသိထားပါလေဒါကြောင့်လုံးဝမျက်လုံးစုံမဖွင့်ဘဲနဲ့ကိုရွှေညိုဟာကိုယ့်ရဲ့အာယုံနဲ့ကိုယ်သာအဓိကစိုက်နေပါလေပတိစိတ်တန်တစ်ချောက်ဟာပိုပြီးပြတ်သားလာပါလေဒါတွေဟာအပြင်ဘက်ကအာယုံတွေပဲငါမှာဘိုးတော်ကသင်ကြားပေးတဲ့ဝိဇ္ဇာမရာပညာတွေရှိတယ်ဘာဘိုးအောင်ရဲ့ပတိစိတ်နေကိုငါဟာစိတ်နေတယ်မိဂတိုင်းဝန်လေ့ကျင့်နေတယ်ဒါကြောင့်ငါ့ကိုဘယ်သူမှနှောက်ယှက်ဖျက်ဆီးလို့မရဘူးဆိုပြီးကိုယ့်စိတ်ကိုဒိုင်းသက်ခွဲကာကွယ်လိုက်ပါလေအဲ့လိုကာကွယ်တဲ့အခါမှာနတ်နိမိမယ်တွေနတ်ဘလူးတွေနဲ့ရွှေမုံနဲ့အမီတွေရဲ့ပုံရိပ်တွေဟာလည်းတဖြည်းဖြည်းနဲ့မြူကိုးတွေလိုပျောက်ကွယ်သွားပါလေစမ်းသပ်မှုတွေပြီးဆုံးသွားတဲ့အခါဂူထဲမှာမှုေးပြက်နေရတဲ့ကြံရစ်နေပါလေကိုရွှေညိုရဲ့ပတိစိတ်ချင်းကတော့မဖြတ်ခန္ဓာကိုယ်ကနေထူးခြားတဲ့အလင်းတွေထွက်လာစေအောင်ခံစားရပါလေပုပ်ပါတောင်ဆောင်နတ်မင်းတွေဟာကိုရွှေညိုရဲ့ခိုင်မာတဲ့စိတ်နဲ့တမာတိကိုအတိအမှတ်ပြုလင်ကစားခေါင်းငိတ်လိုက်တာနဲ့ဂူပြင်ဘက်မှာလျှက်စီးတန်းတစ်ခုဝင်းကနေလက်သွားပါတော့တယ်ကိုရွှေညိုဟာရပ်ပေါင်းများစွာဒိဋ္ဌံဝင်ခဲ့ပါတယ်ဒိဋ္ဌံရွက်တွေဟာတရွေ့ရွေ့နဲ့ကုံဆုံးလာတာအခုဆိုရင်လလယ်15ရက်တောင်မှဆုံးဖြစ်လာပါလေကိုရွှေညိုဟာတလို့စောင့်တည်ပြီးတော့ညစာလုံးဝမစားမနက်စာနဲ့နေ့လယ်စာကို17နာရီမှာဖုံးပေးပါလေကျန်တဲ့ချိန်မှာတော့ဒိဋ္ဌံတရားဝင်လိုက်လမ်းလျှောက်လိုက်ကမ္မထမ်းစီးပွားလိုက်နေပဲကိုရွှေညိုအချင်းကုန်နေပါလေရပ်ပေါင်းများစွာဒိဋ္ဌံဝင်တာနဲ့မြခန္ဓာကိုယ်ရဲ့တောင့်တင်းမှုထုံကျင်မှုနဲ့မိဂတိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့ပူဒဏ်ဝေဒနာကိုဝိဇ္ဇာဉာဏ်နဲ့စတင်ကျော်လွှားနေပြီဖြစ်ပါလေအဒိဋ္ဌံရက်20ကျော်တဲ့အခါကိုရွှေညိုခန္ဓာကိုယ်ဟာကြောက်ရွံ့ကြီးတစ်ခုလိုငြိမ်သက်သွားပါလေအစာပိုင်းမှာခံစားခဲ့ရတဲ့ခါနာခြေနာအပူလောင်သလိုခံစားနေရတဲ့ဝေဒနာတွေဟာအာယုံနဲ့မရှိတော့ပါဘူး။သူဟာနာကျင်မှုကိုတခြားမိမိရဲ့စိတ်ကိုတခြားခွဲခြားသိမြင်လာနိုင်ပြီးဒီဝေဒနာတွေကိုဘေးဖယ်ကမိကတိုင်းကိုအာယုံနဲ့လုံးလုံးလျက်လျက်နှိမ့်ဝင်သွားပါလေ။ပြင်းထန်လာတဲ့မိကတိုင်းဘုဒ္ဓဟာထွတ်ထိပ်ကိုရောက်ပြီးထူးဆန်းစွာပဲအင်မတန်အေးမြလာတဲ့ပီတိဓာတ်အဖြစ်ပြောင်းလဲသွားပါလေ
ကိုရှင်ညိုဟာကိုယ့်ရဲ့အာယုံထဲမှာတော့မီးပုံကြီးလည်းမှာထိုင်နေရပြီမဲ့ရေကန်ထဲမှာစိတ်နေရတယ်လို့ငြင်းချမ်းမှုကိုလည်းခံစားရပါတယ်ဒါဟာမိကတိုင်းရဲ့အောင်မြင်မှုနမိတ်ပါပဲပတိတစ်လုံးချတဲ့ခါတိုင်းခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေလွင့်စင်သွားပြီးဝိညာဉ်ဟာပေါ့ပါလို့ကိုယ်ပြင်ပကောင်းကင်ရာထီတောင်မှပြန်တက်သွားသလိုခံစားရပါတယ်ဝေဒနာကိုကြော်တစ်ခုကိုကြော်လွှားနိုင်တဲ့ခါတိုင်းမှာလည်းတာရုခေါ်တန်တွေကကြားရပါတယ်ကိုရှင်ညိုဟာရုပ်ပိုင်းဆိုင်ရာဝေဒနာတွေရဲ့အနှောင်ဖွဲ့မှတဖြည်းဖြည်းလွတ်မြောက်လာပြီးတော့စစ်မှန်တဲ့ဝိဇ္ဇာလမ်းစဉ်ပေါ်ကိုရှောင်နေပါလေကိုရှင်ညိုရဲ့ကိုယ်ကနေပြီးတော့ထူးခြားတဲ့အလင်းတက်လေးတွေလည်းထွက်နေပါလေအရင်တော့ကဆိုရင်ကျင့်စဉ်တွေကျင့်တဲ့အခါမှာတကူတည်းဖြည့်ရတဲ့အတွက်ပုရုဇဉ်ပြီးစိတ်အားငယ်မှုတွေကြောက်တရားတွေနဲ့ဆရာဖြစ်တဲ့ဘိုးတော်ကိုတန်းတမိတာခါကအမှန်ပါပဲဒါပေမဲ့အခုပုံပန်းမှာအတိတ်ထံကတော့လုံးဝထူးကြပါလေကိုရှင်ညွတ်စိတ်ဟာမိကတိုင်းရှိန်ဝါအတွင်းလုံးလုံးလျားလျားပျော်ဝင်သွားတဲ့အခါမန္တလေးကရွှေမော်တို့ကိုမေ့သွားတော့မကမိမိကိုလမ်းပြပေးခဲ့တဲ့ဘိုးတော်ကိုတော့မေ့လျော့တဲ့အောင်ဖြစ်လာပါလေတမာတိနဲ့ရှင်းလာတဲ့သဘောပါဒါဟာအာမနာစရာမဟုတ်ပဲဝိဇ္ဇာလမ်းစဉ်အလုံးမြင့်မားတဲ့စိတ်အခြေအနေကိုရောက်သွားတာပါဘိုးတော်ကိုသတိမရတော့တာကဘိုးတော်ရဲ့ပညာတတ်တွေဟာကိုရှင်ညွတ်ရဲ့စိတ်ထဲမှာအလိုလျောက်ကိန်းအောင်လာလို့ပဲဖြစ်ပါတယ်ဆရာတခြားမိတရားမို့တော့ပဲဘိုးတော်ရဲ့လမ်းညွှန်မှုတွေဟာတွေးကြောတဲ့ဒီစိတ်ဝင်သွားပြီဖြစ်လို့အထူးတလဲတန်းတာဖို့မလိုအပ်တော့ပါဘူးငါတယောက်တည်းပါလားဆိုတဲ့အားငယ်စိတ်စားလောကတစ်ခုလုံးငါရင်ထဲမှာပါလားဆိုတဲ့အသီးကအစားထိုးဝင်လာပါလေပတိစိတ်တန်166ဆိုတဲ့တန်ဟာလည်းပတိတန်မဟုတ်တော့ပဲစကြဝဠာကြီးရဲ့လက်ပတ်နေတဲ့စီးချက်တစ်ခုလိုတော့မှစိတ်ထဲမှာခံစားမိပါတယ်ကိုရှင်ညိုဟာအပေါ်ညိုအောက်ညိုသူတော်စင်လိုဝတ်ထားပြီးတော့ကြောက်ရွံ့တစ်ခုလိုငြိမ်သက်နေပေမဲ့သူ့ရဲ့စိတ်ကတော့အလင်းတက်တွေနဲ့ပြည့်ရှံလို့နေပါတယ်ဘိုးတော်ကမေးသွားနိုင်အောင်စိတ်ကကြည်လင်တန့်စင်လာတာနဲ့မျှကိုရှင်ညိုရဲ့45ရက်တာဒိဋ္ဌံဟာတဖြည်းဖြည်းနဲ့ပြည့်မြောက်ဖို့နီးလာပါတယ်သူဟာအားကိုးရအောင်ပြင်မာမရှာတော့ပဲမိမိရဲ့ရင်ထဲကအားကိုးရအောင်သိသွားပြီဖြစ်ပါတယ်ခုပြင်မမှာတော့နေတဲ့ညတရွေ့ကုံဆုံးနေပဲကိုရှင်ညိုအတွက်ကတော့အချိန်လို့သက်သက်မှမရှိပါဘူးသူ့ရဲ့စိတ်ကတော့အစဉ်အမြဲလင်းလက်လို့နေပါလေတမာတိထွက်တဲ့ရောက်လာပြီးဘိုးတော်ကိုတော့မေ့သွားလောက်အောင်စိတ်အာရုံစူးစိုက်မှုအကောင်းလေးအာယုံစကုအတွင်းမှာလောကီမျက်စိနဲ့မမြင်နိုင်တဲ့ထူးဆန်းတဲ့အာယုံတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာပါလေမျက်လုံးကိုမိတ်ထားပြီးသူထိုင်နေတဲ့ကိုယ်နေရာတွေကိုကြော်လွန်ပြီးပုပ်ပါတောင်မကြီးတစ်ခုလိုအတွင်းပိုင်းကိုဖောက်ထွင်းမိရပါလေတောင်ကြီးတွင်စီးစင်းနေတဲ့ဓာတ်ကြောတွေရှေးဝိဇ္ဇာရှင်မြတ်တို့ထားရခဲ့တဲ့လှုပ်ဝက်နေတဲ့ဆေးဖို့တွေပညာတွေနောက်ပြီးတော့တကူရှိတဲ့ကြောက်မျက်နှာတချို့ပါကွင်းကွင်းကွက်ကွက်မြင်ရပါလေစိတ်အာယုံဟာဖမ်းလို့မရပုပ်ပါတော်မကြီးကိုကြောမန္တလေးမြို့ခနာချင်းရောက်အဲ့ဒီနေရာမှာရွှေမုံနဲ့မင်းနေတို့ကိုတွေ့ရပါလေမင်းနေကိုကြည့်ရတာရေလိုမဟုတ်တော့ဘဲနဲ့နွမ်းနွမ်းဖက်ဖက်ဖြစ်နေပုံပါရွှေမုံကလည်းအဲ့ဒီလိုပါပဲကိုရှင်ရွှဲစိတ်မှာတုံလုံးချင်းမရှိတော့ဘဲနဲ့ဒါဟာကန်တရားပဲဆိုတဲ့ဥပိ္ပခာစိတ်နဲ့သာရှုမြင်နိုင်ပါလေကိုရှင်တို့ဖျားပုံကနေပျောက်သွားပြီးတဲ့နောက်မင်းနေလိုလေးများဟာလာတိုင်းမန္တလေးကိုတက်ပြီးကိုရှင်တို့ကိုလိုက်လံရှာဖွေနေတာဖြစ်ပါလေဒါပေမဲ့ကောက်ရိုးပုံနဲ့အကြရင်သာရှာဖွေလို့ရကောင်းလို့ရမှာဖြစ်ပါလိမ့်မယ်ကိုရှင်တို့ပျောက်ဆုံးမှုကိုတော့သူတို့အနေနဲ့ဘလို့မှရှာလို့မရပါဘူးအထူးခြားဆုံးအာယုံကတော့သူ့မျက်စိထဲမှာအဘရဲ့ပုံရိပ်ဟာထူးခြားထွက်ပေါ်လာတာပါအဘဘူးအောင်ကအဘဟာကိုရှင်ညိုကြည့်ပြီးငါသားတဲ့မင်းဟာအပူကိုအေးအောင်လုပ်နိုင်ပြီမင်းအနေနဲ့လောကကိုအလင်းပေးမဲ့ဉာဏ်မီးကိုဆက်ပြီးတော့လောင်အောင်ပဲလုပ်လိုက်တော့ဆိုပြီးတော့စိတ်ချင်းဆက်သွယ်ပြီးမိန့်ကြပါလေအဘကျွန်တော်ဘာကြောင့်ခုချိန်ထိဘိုးတော်နဲ့ပြစ်ထားရတာလဲဗျာကိုရှင်ညိုကစိတ်ထဲကနေတန်တိမ်မိပါလေအဘကတော့ခက်ပြုံးပြုံးပဲဘာမှမဖြစ်ပဲဘာပုံကြီးဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါလေကိုရှင်ညိုရဲ့ကိုယ်တွေကတက်တွေဟာပြောင်းလဲလာတဲ့အတွက်နားထဲမှာလည်းနှက်ဆောင်တန်လို့တာယာတဲ့တန်တွေကြားနေရတယ်လို့နှာခေါင်းထဲမှာလည်းထူးခြားတဲ့အနံ့တွေကိုခံစားနေရတယ်လို့ခံစားရပါလေသူ့ခန္ဓာကိုယ်ကလည်း
အင်မတန်မှပေါ်ပါလာတာကိုတဖြည်းဖြည်းနဲ့သတိထားမိပါတယ်။တခါတလေဒီကြောက်ဖြာပေါ်မှာငါထိုင်နေတာဟုတ်မဟုတ်ပါရဲ့လားဆိုပြီးတော့မှတန်တရားဝင်မိပါတယ်။ဒီထူးဆန်းတဲ့အာယုန်တွေကတော့ကိုရှင်ညို့အတွက်အောင်ပွဲခံမဲ့နမိတ်တွေဖြစ်ပါတယ်။အတိတ်ကိုလည်းမတန်းတာအနာဂတ်ကိုလည်းမစိုးရိမ်တော့ပဲလက်ရှိဖြစ်နေတဲ့ကိစ္စမှာသာငြိမ်သက်စွာတည်ရှိနေပါလေ။45ရက်ပြည့်ဖို့လက်တကမ်းလို့ကိုရှင်ညို့သမားဒီထိုးထဲရောက်ချိန်မှာတော့မမျော်လင့်တဲ့နောက်ဆက်တွေပေါ်လာပါလေ။ကူတွေမှာရှိတဲ့ငြိမ်သက်တဲ့လေထုကိုဖြိုခွဲပြီးကူပြင်ဘက်ကလူအများပြားရဲ့အော်ဟစ်တန်တွေတန်တပစ်တန်တွေဓာချင်းရိုက်တန်တွေစူညံစာထွက်ပေါ်လာပါလေ။ဒီအတန်ကြားမှာရင်းနှီးတဲ့အတန်တစ်ခုထွက်လာပါလေ။ကိုရှင်ညိုကဲပါဦးကျမတို့ကိုတောက်ကုန်ပြီးကိုရှင်ညိုဒီအတန်ဟာရွှေမို့အတန်ပါအရင်လိုဖြောင်းတဲ့အတန်မဟုတ်ပဲအသက်လူပြီးကြောက်တဲ့တရားအော်ဟစ်နေတဲ့အတန်ပါကိုရှင်ညိုကမျက်စိမိတ်ထားမယ်သူ့ရှိတဲ့မြင်ကွင်းတစ်ခုကိုယ်ကွက်မြင်ရပါလေ။ကူကမှရွှေမုံနဲ့မင်းထင်းတို့ဓမြလေးရဲ့ဝိုင်းရုံခံရပြီးမင်းနဲ့ဟာတွဲရမှလဲကြနေပြီးရွှေမုံကလည်းနှိမ့်ဆက်ခံရတဲ့ပုံပါပဲ။မင်းတို့အားကိုးတဲ့ဝိဇ္ဇာလောင်းဆိုတဲ့ကောင်ထွက်လာတဲ့ထွက်မလာရင်ဒီမိမကိုခုပဲတတ်မယ်ဆိုပြီးဓမြကောင်တော့အော်ဟစ်တယ်လည်းကြားပါလေ။စိတ်ထဲမှာတော့တုန်လှုပ်သွားပါလေ။အရင်လိုမဟုတ်တဲ့နမိတ်တစ်ခုပါ။ဒါပေမဲ့ရင်ထဲကပူတက်ဟာမိကတိုင်းရဲ့အပူမဟုတ်ပဲစိုးရင်စရဲ့အပူဖြစ်ပြောင်းလဲဖို့ကြိုးစားလာပါလေ။ပတိကအနေငယ်ရဆိုင်သွားပါလေ။ငါပြင်ဘက်ကိုထွက်ခဲ့ရမလားဆိုတဲ့တွေးကဝိဇ္ဇာတက်ကိုဖျက်တော့ဖို့ချောင်းမြောင်းလို့နေပါလေ။ဒါပေမဲ့ချက်ချင်းပဲပညာရှိသတိဖြစ်ခဲ့မဖြစ်အောင်ပညာဉာဏ်နဲ့ပြန်ကပ်လိုက်ပါလေ။ဒါအနောက်ရှက်ပဲငါရဲ့45ရက်ဒိတ်ထံကိုဖျက်ဆီးဖို့လာတဲ့အာယုံတွေပဲငါသာပြေကိုထွက်ရင်ငါရဲ့ဒိတ်ထံပြက်ပြီ။ဒါမှန်ပဲသူတို့လည်းငါ့နေရာကိုတည်ရဘလို့မဖြစ်နိုင်ဘူးဆိုပြီးကိုရှင်ညိုဟာအာယုံတွေကိုဂရုမစိုက်ပဲပတိသာဆက်စိတ်ပါလေ။ဒီကြောက်မဝဲမြင်ကွင်းတွေကိုကိုရှင်ညိုဟာသူ့ရဲ့စိတ်အာယုံကိုယူပြီးအဲ့ဒီစိတ်အာယုံကိုရင်းညွှန်းတဲ့မှာရှိတဲ့မိကတိုင်းနဲ့လောင်ကျွမ်းပလိုက်ပါလေ။ဒါတွေဟာအတူရောင်နေပဲလို့ကိုယ်စိတ်ကိုပိုင်းဖြစ်လိုက်ပါလေ။အဲ့လိုတခဏကူဝါကအော်ဟစ်တန်နေသွေးတန်ရဲ့မြင်ကွင်းတွေဟာမြူကိုလာလွင့်ပယ်သွားပါလေ။ဒီနောက်ဆက်တွေပျောက်သွားတဲ့ပြိုင်နဲ့ကိုရွှေညိုရဲ့ခန္ဓာကိုယ်တွေကထူးခြားတဲ့အလင်းရောင်တစ်ခုထွက်လာပါလေ။အရင်စိတ်ကလည်းအရင်ကထက်မကဆယ်စားဖို့တည်ကြည်လာပါလေ။ကိုရွှေညိုကထူးခြားတဲ့တစ်ခုကိုသတိထားမိပါလေ။စိတ်တွေနောက်ကြီးရှုပ်ထွေးတဲ့ကခန္ဓာကိုယ်ကအယောင်ဝါပျောက်ကွယ်သွားပြီးစိတ်ကတည်ငြိမ်ပြီးတော့မနောက်ကြီးမရှုပ်ထွေးပဲနဲ့တည်တက်လာတဲ့အခါခန္ဓာကိုယ်တွေကထူးခြားတဲ့အယောင်တစ်ခုထွက်ပေါ်လာတာကိုတွေ့ရတာပါပဲ။အဲ့ဒီလိုမျိုးပြင်းထန်လာတဲ့အနှောက်အယှက်တွေကိုတွေ့တိုင်းအနေဆပဲဆိုပြီးတော့ပညာနဲ့ကိုရှင်ညိုဟာကြော်လွားဖြက်စီလာတာတဖြည်းဖြည်းနဲ့အဋိဋ္ဌံပြေဖို့အတွက်နောက်ဆုံးရက်ကိုရောက်လာပါလေ။ကိုရှင်ညိုရဲ့ရုပ်ခန္ဓာဟာထူးခြားထင်ရှားပြောင်းလာပါလေ။အရင်ကနေပူတဲ့နဲ့ပင်မမှုကြောင့်ညိုမောင်းခဲ့တဲ့ကိုရှင်ညိုရဲ့အသားရည်ဟာအခုအခါမှာတော့ရွှေရောင်ဘက်တန်းလာပါလေ။အရေးကြောင့်နဲ့ကင်းစင်ပြီးနုပြိုဝင်ပါလောင်တာမကခန္ဓာကိုယ်မှာထွက်လာတဲ့ကိုရောင်ကိုဝါဟာအညိုရောင်အပေါ်ညိုအောက်ညိုဝတ်စုံနဲ့ထူးပင်လိုက်ဖက်လာပါလေ။အံဩစရာကောင်းလာတာသူ့ရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့ရနံ့မှာချွေးနဲ့ညွန်နဲ့နေလုံးဝမရှိပါဘူး။ကိုရွှေညိုမှာဝတ်စရာဆိုလို့အပေါ်ညိုအောက်ညိုဝတ်စုံတစ်စုံနဲ့သာရှိပါတယ်။ဒါကိုပဲနေ့စဉ်ဝတ်နေတာပါ။ဒါပေမဲ့အဲ့ဒီအင်ကြီးဟာချွေးနဲ့ကိုယ်နဲ့နေလုံးဝမနိုင်ပဲနဲ့ကြာညိုနဲ့တင်းတင်းကိုတော့မှရရှိသလိုခံစားရပါလေ။နောက်ပြီးတော့စနကူးနန္တာနဲ့ဒုက္ခပန်းနဲ့ရောရှက်နေတဲ့ထူးဆန်းတဲ့ရနံ့တစ်ခုကလည်းကိုမနဲ့စိတ်အစဉ်ကြီးအမြဲတမ်းသိမ့်ပြန်နေပါလေ။ဒီရနံ့ကိုရာရှုမိသူတိုင်းဟာစိတ်နှလုံးအေးချမ်းသွားနိုင်စေတဲ့တိုင်းရနံ့ပဲဖြစ်ပါတယ်။ကိုရှင်ညိုမြေတော်တစ်ဖြည်းဖွင့်တဲ့အခါမြေဝန်းဆောင်ဟာကောင်းကင်ဟာတောင်လျူးကျက်ကဲသို့တောက်ပနေပါလေ။ကြည့်တဲ့နေရာတိုင်းကအေးများတဲ့မြတ်တာတက်စီစီးဆင်းသွားစေပါလေ။သူ့ရဲ့နှုတ်ကငါအောင်တော့မယ်ဆိုပြီးတော့ကိုရှင်ညိုဟာထင်မိပါလေ။ဒါပေမဲ့အဋိဋ္ဌံကတော့အနေငယ်ကြမ်းပါသေးတယ်။ကျန်တဲ့အတွက်ကိုရှင်ညိုဟာအာတင်ပြီးတော့ဆက်စိတ်ပါလေ။ဒီမနေ့မိုးတော့ဆိုရင်45ရက်ပြေးဖို့အတွက်မလိုတော့ပါဘူး။ဒီမနေ့မိုးတော့ဆို45ရက်ပြေးပါပြီ။ကိုရှင်ညိုဟာအချိန်ကိုတွက်ကြည့်လိုက်တဲ့အခါမနေ့မိုးတော့ရောက်ဖို့အတွက်2နာရီဝန်းကျင်ခန့်လိုပါသေးတယ်။အဲ့ဒီအချိန်မှာပုပ်ပါတောင်မကြီးရဲ့လေတူဟာရုတ်တရက်ပြောင်းလဲသွားပါလေ။ကောင်းကင်ရံတဲ့ကနေထူးခြားနီရဲတဲ့လျှက်စစ်တစ်ခုကဂိုးရှိမှဝင်းကနေလက်ပြီးဝုန်းကနေကျလာပါလေ
ဘာများလဲဆိုပြီးတော့ကိုရှင်ညိုအာယုံခံကြည့်ပါလေမိုးကြိုးများဖြစ်တာလားလေတွေကလည်းအေးစိမ့်လို့နေပါလေထူးခြားလာပါလားဒီလိုမျိုးအေးစိမ့်တဲ့လေတွေဟာပုတ်ပါပေါ်မတိုက်ဘူးပါဘူးအာယုံသေးချာပြည့်တဲ့အခါမှာကောင်းကင်ကနေပြီးတော့ကိုဆင်းသက်လာတဲ့ဇော်ကြီးတူဖြစ်နေပါလေအနီပုဂ္ဂိုလ်ဟာအနီရောင်ဝိယုံကိုဆင်မြန်းထားပါလေခေါင်းမှာလည်းရှေးကဝင်ကြီးတွေမူမဲ့တွေစောင်းတဲ့အုတ်ထုတ်လိုမျိုးဖော်လုံးအုတ်ထုတ်လည်းပါပါတယ်ဒါလည်းအနီပါပဲနှခမ်းမွေးကျင်စွယ်ဆက်ဆံနေဖြစ်ပါတယ်ထူးခြားချက်ကအနီပုဂ္ဂိုလ်ရဲ့မျောလုံးတွေဟာမီးလျံကဲ့သို့တောက်ပနေပါတယ်ကိုမထွက်တဲ့အရှိန်ဝါဟာဂူတွင်းတစ်ခုလုံးတော်မှာတုံခါသွားစေသလိုအင်မတန်မှထိန်လာပါလေဒီလိုဟာတာမညောင်များပုဂ္ဂိုလ်မဟုတ်ပါဘူးသင်သူလဲဆိုပြီးကိုရှင်ညိုကစိတ်နဲ့ဆက်သွယ်မိတဲ့အခါမှာဟိမွေနာမှာနှစ်ပေါင်းများစွာကျင့်ကြံလာတဲ့အင်ဒီမန်ဆိုတဲ့ဇော်ကြီးတူဖြစ်တယ်လို့သိရပါတယ်ဇော်ကြီးဟာဂူဝမှာရက်ကတောင်ဝင်းနဲ့မြေကြီးကိုတစ်ချက်ထောက်လိုက်ပါတယ်ဟေးကိုဝိဇ္ဇာလောင်းလုံးထင်နေတဲ့လူမင်းကမိကတိုင်းချင်းတာနောက်ဆုံးစင်းနေတော့ရောက်ပြီးအောင်တော့မှာပါလားမင်းရဲ့ကတိုင်းစွမ်းကဒီပုတ်ပါတောင်နေမကောင်းဘူးဟေးဟိမွေနာထီတောင်ပူရှင်တက်နေပြီငါဝင်တော့တတိထားမိပြီဆိုတော့မင်းစဉ်းစားကြည့်ပေါ့လေမင်းတကယ်ပဲအောင်မြင်ပြီလားငါစမ်းကြည့်ရအောင်ဇော်ကြီးကသူ့ရဲ့ကိုင်နေကြတောင်ဝလေးကိုဝင်ရလိုက်တော့ဂူတွင်းကိုထူးခြားတဲ့မီးဦးရောင်မြို့ခိုးတွေဝင်လာပါလေအာဂါသတက်တိုက်ခတ်မှုတွေစီးဝင်လာပြီဆိုရင်မှန်ပါတယ်ကိုရှင်ညိုကတော့ဒီတန်ကြောင့်ရင်မထဲကတုံခါပါလေခန္ဓာကိုယ်တစ်ခုလုံးလဲကြောက်ခဲကြီးဖိထားသလိုထိုင်မရထားမရခံစားရပါလေဒါဟာပညာရှင်ချင်းစံသတ်မှုပါပဲကိုရှင်ညိုဟာဇော်ကြီးရဲ့အရှိန်အဝါကြောင့်စိတ်မလှုပ်ရှားပဲဒါနောက်ဆုံးငါရဲ့အဟံသားပဲလို့ဆင်ခြင်လိုက်ပါလေသူဟာဘဝမရီးစိတ်တွေကိုပိုအားဆက်ထိတ်စေပြီးမိမိရဲ့မိကတိုင်းမှုရှင်ကိုပြင်မထွက်စေပဲအတွင်းမှသာကြောက်ချရက်တက်လိုက်ပါလေဇော်ကြီးဟာကူတဲကိုဝင်ဖို့ကြိုးစားပေမဲ့ကိုရှင်ညိုရဲ့တမာတိအရှိန်နဲ့ဘိုးတော်ရဲ့အဟံထားကြောင့်ကူတဲဝင်ခံတိုင်းနောက်တက်လာတော့လိုက်ဖြစ်နေပါလေဇော်ကြီးကကြာလာတော့ဟပ်ပတ်ကြီးမောပြီးကောင်းပြီရွှေညိုကောင်းပြီမင်းရဲ့တမာတိကတော်တော်ကောင်းတာပဲကွာငါရှုံးမိပါပြီရောငါမင်းကိုလက်ဆောင်ပေးမယ်ဆိုပြီးသူ့ရဲ့ကပိုက်ချောင်းတွေကအင်မတန်ထူးဆန်းလာတဲ့ဟိမွန်းနာစေလုံးတစ်လုံးကိုဂူထဲလှမ်းပစ်ပေးလိုက်ပါလေဒါမင်းတို့တော့ငါ့ကိုနိုင်တဲ့ထိမ့်မဲ့ပေါ့ကွာဒီစေလုံးကိုစောင်းထားမင်းတို့အကျိုးကြီးပဲဟေးတဲ့အဲ့လိုပြောပြီးဇော်ကြီးကဖြတ်ခနဲလို့ပျောက်ကွယ်သွားပါလေဒိတ်တယ်မြတ်45ရက်ပြင်းမြောက်ကန်ဒီနမိတ်ဖြစ်ဂူပြင်ဘက်မှာငှက်ကလေးတွေကတော့တီကျွေးလို့နေပါလေဇော်ကြီးပြပေးခဲ့တဲ့ထူးဆန်းတဲ့စေလုံးလေးကိုလက်ဖွားပေါ်တင်ပြီးအသေးချာကြည့်မိပါလေစေလုံးလေးကပြင်းအောင်တန်းနေတယ်အတွင်းကလည်းအလင်းနှန်းလေးတွေဖြက်လက်နေတော့ပဲဒီစေလုံးကိုကြည့်ရင်ငါတောင်စားမှာလားခန္ဓာကိုယ်ရဲ့တက်သွင်းရမှာလားတယောက်တည်းရှောက်စဉ်းစားပြီးတော့ဝိဇ္ဇာလန်းစဉ်ရတချို့သောပုံကိုယ်တွေဟာစားသမှုမဟုတ်မိမိအတွက်ဒါဟာအရေးကထောက်လို့ပုံစံမျိုးနဲ့သုံးပါလားဇော်ကြီးပေးခဲ့တဲ့စေဖြစ်လို့ဒီအစေဟာရုပ်ခန္ဓာကိုအိုမင်းချင်းမှာတားဆီးပြုံးနေမှာကအာဂါသရုပ်လေထဲမှာပြန်နိုင်ခြင်းကိုရောင်ပြောင်ခြင်းအစွမ်းစားတွေကိုရရှိမဲ့တက်စေးဖြစ်နိုင်တယ်လို့လည်းဆင်ခြင်မိပါတယ်ဇော်ကြီးပေးတဲ့စေကိုသာငါရဲ့ကျင့်စဉ်တွေနဲ့ပေါင်းစလိုက်အင်မတန်မှငါအစွမ်းထက်မှာလားဆိုပြီးတော့လောဘစိတ်နဲ့တွေးကြည့်ပါလေဒါမဲ့လောဘစိတ်ကိုချက်ချင်းဖြောက်လုံးဝသတိနဲ့ထိလိုက်ပါလေဘိုးတော်ပြန်လာတဲ့အထိစောင့်တာအကောင်းဆုံးပဲဆရာမပြနေမိကြတယ်ဆရာမပါပဲဒီဆေးကိုငါအသုံးပြုပြီးတက်တည်လွဲသွားရင်ငါပဲဒုက္ခရောက်မှာလို့ဆုံးဖြတ်ပြီးဆေးတက်လုံးလေးကိုသူ့ရဲ့ဝတ်စုံရဲ့ရှင်ဘက်အိတ်ထဲဂရုစိုက်ထည့်လိုက်ပါလေအဲ့လိုစဉ်းစားနေမှာကိုကမှအရေးတစ်ခုထင်ရလာပြီးကြီးလိုက်တော့ဘိုးတော်ဖြစ်နေပါလေဟာဘိုးတော်ဒီနေ့က45ရက်ပြည့်တယ်နေလားအေးဘောက45ရက်ပြည့်တယ်နေပေါ့ဒါကြောင့်ငါမင်းစီလာတာမင်းကြုံနေရတဲ့အခက်ခဲတွေလေငါနားလဲပါလေငါအကုန်လုံးသတင်းရပြီဆိုပြီးတော့ဘိုးတော်ကပြောပါလေအော်ရွှေညိုမင်းစေးလုံးကြောင့်စဉ်းစားနေတာလားဟာဘိုးတော်ကဘလို့သိတာလဲဒီစေးလုံးကြောင့်အော်ငါမသိတာရှိပါမလားမင်းဇော်ကြီးစီကရတဲ့စေးလုံးရှိတယ်ဆိုတာအထက်ပုဂ္ဂိုလ်တွေအကုန်သိနေပြီဘိုးတော်ကကိုရှင်ရွှေစိတ်ကိုတဲ့ကိုပြောလိုက်ပါလေဒီစေးလုံးကဟိမွေနာကဇော်ကြီးတွေပဲဖော်ဆက်နိုင်တဲ့အာဂါသတက်စေးကွာအဲ့တော့မစားနဲ့ဦး
အသုံးဝင်တဲ့နေရာတွေအများကြီးရှိသေးတယ်ဒါအောင်မိကတိုင်းအရှိန်ဟုန်နဲ့ပေါင်းဆက်ကွာကဲ45ရက်လဲပြည့်ပြီဆိုတော့မင်းမှာလှုပ်ရှားတွေအများကြီးပဲဆိုပြီးဘိုးတော်ကပြောပါလေကိုရှင်တို့တယောက်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါသူ့ရှိမှတကယ်ကြီးဘိုးတော်ရောက်နေပါတယ်ခုနကစိတ်ထဲကဘိုးတော်လက်ရှိအရှိကဘိုးတော်တူပါပဲလားရင်ထဲမှာဝမ်းသာလို့ဆိုသွားပါလေ45ရက်တိုင်တကူတဲ့အာတင်းဖြတ်တန်းကြရသမျှဘိုးတော်မျက်နှာမြင်လိုက်ရတော့ခွန်အားတွေဆယ်စားမကပွားလာလို့ဖြစ်လာပါလေကိုရှင်တို့ကထိုင်ရကနေချင်းထထိုင်ဝင်ဖြတ်ဘိုးတော်ချင်းမှာဝတ်တွားဥချပြီးကျွန်တော်ဒိတ်ထိုင်အောင်ခဲ့ပြီးဘိုးတော်ရေဘိုးတော်တကယ်ပြန်လာတွေ့တော့ကျွန်တော်တကယ်ပဲဝမ်းသာတယ်ဆိုပြီးအတန်တလုံးကြီးနဲ့ပြောပါလေဘိုးတော်ကတော့ကိုရှင်ပခုံးပခေါ်ပို့လာပြီးတော့သဘောကျဆိုတဟဲဟဲကြီးလိုက်ပြီးရွှေညိုကမင်းကိုငါပြောတာပဲမင်းကဝိဇ္ဇာလောင်းနေရပဲလို့ကြည်စမ်းခုမင်းရုပ်ရည်အစာပြောင်းလဲနေပြီအညိုရောင်ဝါအပေါ်ညိုအောက်ညိုနဲ့တကယ်ကိုခံညာတဲ့သူတော်စင်တူဖြစ်နေပြီဇော်ကြီးကောင်တော်လားဆန်းသက်ရလောက်မင်းရဲ့တက်တွေကအားကောင်းနေပြီပဲကွာကိုရှင်ညိုကဇော်ဒီပေးတဲ့ပရင်ရောင်စေလုံးလေးကိုထုတ်ပြပြီးဒီစေလုံးကိုကျွန်တော်ဘယ်လိုသုံးအောင်မလဲလို့မေးပါလေဘိုးတော်ကမျက်မှောင်ကျပြီးဒီစေလုံးကအာဂါသရုပ်စေလုံးကွာဒါကနှင်းနေရမဟုတ်ဘူးကိုဖြောင်းနိုင်တယ်လို့ရှိရင်လေထဲမှာတော့ပြန်နိုင်တယ်ကွာစေးလဲပို့လို့ရတယ်ကိုလုံးရှိတဲ့နေရာမျက်တောင်တစ်ခါလေးရောက်သွားစေနိုင်တယ်နီးမှန်လမ်းမှန်သုံးဖို့လိုတာပေါ့ကဲမင်းအချိန်ဆွဲမနေနဲ့ဒီဝိဇ္ဇာပေးတဲ့စေးလုံးလေးကိုလည်းမင်းအနေနဲ့အကျိုးရှိအောင်အသုံးချဒါမင်းအတွက်အရှိမအင်မတန်မှကြီးမားတဲ့ခွန်အားပေးလိမ့်မယ်ဆိုပြီးဘိုးတော်ကပြောပါလေကဲရွှေညိုကြီးမင်းကတော့တော်တယ်ကွာမင်းကဝိဇ္ဇာတက်ခံပါတဲ့သူဆိုတော့ငါစောကြီးကပြောတာပဲအခုတော့မင်းရဲ့မိကတိုင်းစွမ်းငါတို့စမ်းကြည့်အောင်ကွာဘလို့စမ်းရမှာလဲဘိုးတော်ကကျွန်တော်ပြောပါဦးကဲပါလာပါဦးဘိုးတော်တဲ့ရွှေညိုတို့ဟာကိုရှိကိုထွက်လာပါလေကိုနဲ့မလတ်မကန့်ကစိမ့်ဆိုးနေတဲ့အပင်ကြီးတစ်မျိုးကိုဘိုးတော်ကလည်းညှို့ပြပါတယ်ဒီနေရာထောင်ထိုင်ပြီးအဲ့ဒီပင်ကြီးကိုအာယုံပြုကြည့်စမ်းကွာအဲ့ဒီအပင်ကြီးကိုမင်းရဲ့စိတ်ဆွမ်းရည်နဲ့လောင်ပလိုက်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဘိုးတော်ရေဒီလောက်ကြီးစိမ့်ဆိုတဲ့အပင်ကြီးကျွန်တော်ဘလို့သွားလောင်လို့ရပါလဲကိုကမီးသွားရှို့နေတော့မှမလွယ်တော့ပါဘူးဗျာကဲပါဝါစမ်းမှစမ်းကြည့်စမ်းပါမင်းကလည်းမလွယ်တာတွေမဖြစ်နိုင်တာတွေပြောမိစမ်းပါလေဘိုးတော်အခန်းကောင်းဆိုလိုက်တော့ကိုရှင်ညိုလဲဘာမှမပြောတော့ဘဲနဲ့အဲ့ဒီနေရာမှာပဲထိုင်ချပြီးတော့ခေါင်းမမတ်ထားလိုက်ပါလေကိုရှင်ညိုကနှလုံးသားတဲ့ကမင်းညိုမီလီယံကိုအာရုံပြုလိုက်ပြီးအပင်ကြီးကိုစိုက်ကြည့်လိုက်ပါတယ်စိုက်ကြည့်ပြီး10မိနစ်လောက်ကြာမှတော့အပင်ကြီးဟာတဖြည်းဖြည်းညှိုးလျှော်ပြီးတော့ရွက်နုရွက်တဲ့တွေဟာ6တယောက်ကကျွေကြတာကိုအံ့အားသင့်ွယ်တွေ့လိုက်ရပါတယ်ဟာဘလို့ဖြစ်တာလဲဘိုးတော်ရဲ့ဘလို့ဖြစ်ရမှာလဲကွာမင်းရဲ့ရင်ညွန့်ကမီးတက်နဲ့မင်းကအပင်ကိုရှို့လိုက်တာလေနောက်တနည်းစမ်းကြည့်တယ်ဘလို့စမ်းရမှာလဲဘိုးတော်ရဲ့ကဲငါလုပ်ပြမယ်ဘိုးတော်ကပြောဆိုနဲ့တောင်ဝင်းနဲ့တိုးလိုက်တဲ့အခါမှာခုနကထိုင်နေတဲ့ကြောက်ဖြတ်နေရမှာမီးပုံဖြစ်နေပါလေအဲ့ဒီမီးပုံကြီးလည်းဝင်ကြည့်စမ်းကွာဝင်ပြီးထိုင်နေတယ်ကိုရှင်ကထိတ်လန့်သွားပြီးတော့ချွေးမြပြန်လာပါလေမီးလောင်ပြီးသိရင်ဒုက္ခဘယ်လိုလုပ်မလဲကျင့်စဉ်ကျင့်တော်အဖြစ်မသိမီးလောင်မှသိရင်လည်းဒုက္ခဒါပေမဲ့ဆရာစကားဆိုတော့လည်းမပယ်ရှားကိုရှင်ညိုဟာစိတ်မှန်တင်းပြီးတော့မီးပုံနဲ့ဝင်လိုက်ပါလေမင်းစိတ်ထဲမှာမိကတိုင်းကိုပဲအဓိကအာယုံစိုက်တာကိုရှင်ညိုဟာနှလုံးသားတဲ့ကမိကတိုင်းကိုအာယုံစိုက်လိုက်ပါလေမီးပုံကြီးလည်းမဝင်ထားလိုက်ပါလေဒါပေမဲ့မီးတွေကကိုရှင်ညိုရဲ့ခန္ဓာကိုယ်ကိုလောင်ကျွမ်းမှုကဘလို့မှမတင်နိုင်ပါဘူးကဲဒါဟာမင်းအောင်မြင်သွားပြီရှင်ညိုမင်းခုကစပြီးမိကတိုင်းအောင်မြင်သွားပြီဘိုးတော်ရဲ့စကားကြောင့်ကိုရှင်ညိုစိတ်ထဲမှာအိမ်မတန်မှပီတိဖြစ်ရပါလေမင်းကမိကတိုင်းတေဇောကတိုင်းကိုအောင်မြင်သွားပြီဆိုတော့ဒီကတိုင်းဝင်းရဲ့စွမ်းရည်တွေလုံနိုင်တဲ့ချက်တွေငါပြောပြမယ်နားထောင်ခြေခံအပြင်ကွာအပူနဲ့မီကိုအစိုးရတဲ့အစွမ်းနေရှိတယ်လို့ပြောလို့ရတယ်ကွာအဓိကရနိုင်တဲ့အစွမ်းထက်တဲ့အဖေငင်တွေကတော့ကွာမင်းကမီကိုဖန်ဆင်းနိုင်တယ်မင်းလို့ရှိတဲ့နေရာမှာမီတောက်မီလီယံဖန်ဆင်းနိုင်တယ်မင်းအေးလို့မီလုံခြင်းတယ်ဆိုပါစို့မီရှိတယ်ရွက်ချောက်တွေမရှိတယ်မင်းမမွှေးတရားမရှိတယ်မင်းကမီကိုဖန်ဆင်းနိုင်တယ်နောက်ပြီးတော့မောင်မိုက်တဲ့နေရာမှာအလင်းအောင်ထွန်းအောင်လည်းလုပ်နိုင်တယ်
ရေအေးကိုစူပွက်အောင်ရေနွေးချင်းချင်းလုပ်နိုင်တယ်လို့အေးခဲနေတဲ့အရာတွေကိုလည်းအေးပြောစေနိုင်တယ်အလိုရှိတဲ့အရာဝတ္ထုမှန်သမျှကိုမင်းကမီးလောင်ကျွမ်းစေနိုင်တယ်နောက်ပြီးတော့ခန္ဓာကိုယ်ကနေမီးလျက်နေထွက်ပေါ်လုပ်လို့ရတယ်တဲ့ဒီမီးကတိုင်းဟာကတိုင်းဆယ်ပါးမှာတစ်ခုပါစိတ်ရဲ့တည်ငြိမ်မှုတမာတိကိုအခြေခံပြီးကျင့်ကြံရတာအခုတော့မင်းကပထဝီကတိုင်းရေကတိုင်းမီးကတိုင်းအောင်မြင်ပြီးသွားပြီဆိုတော့တခြားကတိုင်းခုနှစ်ခုပဲရှိတော့တယ်ဒါပေမဲ့အဓိကအရေးကြီးတာကတော့ပထဝီကတိုင်းရေကတိုင်းမီးကတိုင်းကအရေးကြီးဆုံးပဲကျန်တဲ့ကတိုင်းတွေကိုငါအရေးမကြီးဘူးလို့ပြောတာမဟုတ်ဘူးနော်ဟုတ်ကဲ့ဘူးတော့အေးဒါပေမဲ့မင်းကအောင်မြင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်တခြားကတိုင်းတွေကိုလည်းမင်းအနေနဲ့ဝင်စားရင်ခဏပဲကွာအောင်မြင်လိမ့်မယ်ဒါပေမဲ့မင်းကိုမင်းမိကတိုင်းအောင်လာတဲ့ငါ့ကဝိဇ္ဇာလို့ထင်ပြီးမမတက်နဲ့ဟေ့လောကီတကူဆိုတာအလွန်တရာမူရစ်စေတဲ့အရာပဲကွာငါပြန်နိုင်ပြီငါဟာဇော်ကြီးပေးတဲ့စေလုံးရပြီဆိုပြီးစိတ်ကြီးဝင်သွားရင်မင်းရဲ့ပါရမီတွေအကုန်တုံညာဖြစ်လိမ့်မယ်တတိကိုအမြဲကတ်ထားလို့ဘိုးတော်ကသိပေးပါလေမင်းတို့ထပ်ပြီးကျင့်စဉ်ဝင်ရမယ့်နေရာတွေရှိသေးတယ်အခုပုပ်ပားမှာမိကတိုင်းအောင်မြင်ခဲ့တာအစပဲရှိသေးတယ်တခြားကတိုင်းတွေကိုမင်းလေ့ကျင့်ရမယ်ဟိမွန်နာကနှင်းကူတွေစီသွားရမယ်ပြီးတော့အေယာဝတီမီဖျားကလှုပ်ဝဲတဲ့ကြောက်ဆောင်တွေကြားမှာလည်းလေ့ကျင့်ရအောင်မယ်မင်းရဲ့ဝိဒ္ဓလမ်းစဉ်ကအရှိကြီးပါကွာဒီမှာမင်းရဲ့ကျင့်စဉ်ကအောင်မြင်သွားပြီဆိုတော့ငါတို့နောက်ထပ်တခြားတစ်နေရာသွားရအောင်တခြားတစ်နေရာမှာစက်ကျင့်ရမယ်ငါတပည့်ဘယ်နေရာမလဲပြဘူးတော်ရဘယ်နေရာလဲဆိုတော့ဘူးအောင်တည်ခဲ့တဲ့ရွှေအောင်ပြဖျားတဲ့ကွာတောင်းရင်းကြီးမှာရှိတယ်အဲ့ဖျားကိုငါတို့ခြေလင်သွားပြီးတော့တွားရောက်ပြမယ်ဟုတ်ကဲ့ဘူးဝိဇ္ဇရိုရှင်ညိုပိုင်းစကွန်နောက်နေ့မှာဆက်လက်တင်ဆက်ပေးပါမယ်နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ